ဒီနေ့ပြောပြချင်းတဲ့ဇလန်လေးကတော့အရေးစားကျင်စားပါနာမည်လေးကတမျိုးလေးနော်ဒီဇလန်ကတူပေမဲ့စိတ်ထဲမှာဆွဲကြံနေစီမဲ့ကြောက်စရာကောင်းတဲ့လျှော့ဝှက်ချက်တွေအများကြီးနဲ့ပြင်းနေတယ်ကဲအဲ့ဒါခန်းစားကြည့်လိုက်ကြအောင်ဒီဇလန်ကိုမဆက်ခင်မေခွန်းတစ်လောက်မေးကြည့်ချင်တယ်ကိုနဲ့အမြဲတမ်းတသားတည်းရှိနေတဲ့ကိုယ့်ရဲ့အရေးသူ့เจ้าကိုတကယ်တော့ထီးရလားဒါကတာမန်မေခွန်းလေးလို့ထင်ရပေမဲ့ဒီဇလန်ရဲ့ကြောင်းစီအကောင်းဆုံးတကားကိုဖွင့်ပေးမဲ့တောတကြောင်ဖက်လာမှာပါကောင်းပြီဇလန်ရဲ့ပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ခေါင်းစဉ်ကတော့မဖိတ်ခေါ်တဲ့ဧည့်သည်ဆက်လိုက်ကျော်တန်းဆိုရေးဘဝအထဲကိုဘယ်လိုထိတ်လန့်စရာတွေစပြီးဝင်ရလာလဲဆလာကြည့်ရမှာပါဇလန်ကဒီလိုစတယ်တန်းစော်ဆိုတာကဘဝတဲ့တစ်ခုစတင်ဖို့စ조사နေလေလူငယ်တယောက်ပေါ့သူကမြို့အစုံကတိုက်ခန်းအဟောင်းလေးတစ်ခုမှာဈေးပေါပေါနဲ့အခန်းငားလိုက်တယ်အစပိုင်းမှာတော့အေးစီပါပဲပုံမှန်နေရတယ်လို့ပဲဒါပေမဲ့လေအဲ့ဒီအေးချမ်းမှုကကြာမခန်းလိုက်ဘူးသူအဲ့ဒီအခန်းကိုရောက်ပြီးပထမဆုံးညမှာပဲမီးတွေကထူးထူးဆန်းဆန်းမိတ်တော်ဖြစ်လာရောဝါယာရှော့ဖြစ်တာလားလို့တွေးဆွာရှိပေမဲ့အမှန်တကယ်တော့ဒါဟာတခုခုမှားယွင်းနေပြီဆိုတော့ပထမဆုံးသတိပေးချက်ဖြစ်ခဲ့တယ်အဲ့ဒီမှာမီးပြန်လင်းလာတဲ့အချိန်တန်းစော်တစ်ခုကိုတတိထားမိလိုက်တယ်နေရန်ဘောကသူ့အရေးကသူ့လိုနည်းနည်းလေးရွေ့သွားတယ်လို့ပဲအဲ့ဒီမှာတတိထားမှာကခန်းစားလိုက်ရတယ်ဆိုတဲ့စကားလုံးပဲတကယ်ရွေ့သွားတာလားတောင်းမစိတ်ထင်းနေရလားဒီမတေချာမှုကပဲကြောက်စိတ်ရဲ့အစားပေါ့ဟုတ်ပြီဒုတိယအပိုင်းကတော့မီးမင်္ဂလာတဲ့ပုံရိပ်ပါအခုဆိုရင်သူ့စိတ်ထဲကတန်တရားတွေကအပင်ဘက်မှာတကယ်တမ်းခြောက်ချားစရာတွေအဖြစ်ပုံပေါ်လာတော့မှာပါဒီအချိန်မှာတန်းစော်ဂျုံနေရတဲ့ပြည်နာကပိုပြီးနန်းနေလာတယ်။ तू ကတော့အရင်လိုပဲလူတယောက်ပဲ။ဒါပေမဲ့ तू မှန်ကြည့်လိုက်တဲ့အခါမြင်ရတဲ့သူ့ရဲ့ပုံရိပ်ကတဖြည်းဖြည်းမိန်ဖြို့လာတယ်။ဘာကြောင့်မှမသိပဲပျောက်ကွယ်ခြင်းတယ်လို့ဖြစ်နေတယ်။ဒါကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်တော့ဘူး။သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့ပင်ကိုယ်လက္ခဏာပါတိုက်စားခံနေရတယ်လို့ပဲ။အခုဇလိုင်းရဲ့အရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။အရေးရဲ့ဝါမျိုးချင်းအရင်ကစိတ်ပိုင်းဆိုင်ရာ6လမှုတွေကနေအခုတကယ်ကိုလက်တွေ့ကြတိုက်ခိုက်မှုအဖြစ်ပြောင်းလဲလာတော့မှာပါအဲ့ဒီနောက်ပိုင်းတညမှာတော့တန်းစော်အတွက်အိမ်မဆိုးတွေအားလုံးကတကယ်ကိုအသက်ဝင်လာခဲ့တယ်အဲ့နေတော့ခြေတော့ပရုံကအိဆက်ဆက်အထီအတွေ့ကြောင့်သူလက်နိုးလာတယ်မလုံးဖွင့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရပဲမြင်ကွင်းကပေါ့ဘလို့မှမယုံနိုင်စရာပဲသူ့ရဲ့ကိုယ်ပိုင်အရေးကသူကိုပြန်ပြီးဝါမျိုးနေခဲ့တာအဲ့ဒီတဲ့ပေါ်ပြီးထိတ်လန့်ဆရာကောင်းတာကဘာလဲဆိုတော့သူ့ကိုဝါမျိုးနေတဲ့အမောင်ထူးထဲမှာမျက်လုံးမရှိတဲ့မျက်နှာတစ်ခုကသူ့ကိုပြုံးပြီးကြည့်နေတယ်လို့ပဲတဲ့အဲ့ဒီချိန်မှာတန်းစော်သဘောပေါက်သွားပြီဒါဟာတာမန်အရေးမဟုတ်ဘူးသူ့မှာအသိဉာဏ်ရှိတယ်ပြီးတော့မကောင်းတဲ့အကြံစီးတွေအပြည့်နဲ့နောက်ဆုံးတော့ဇတ်သိန်းပိုင်းကိုရောက်လာခဲ့ပါပြီအပိုင်းလေနေရာချင်းလက်လေရင်တန်းစော်အသက်လူပြီးထွက်ပြေးဖို့ကြိုးစားတဲ့ဒါပေမဲ့အချိန်မမီတော့ဘူးသူ့တကိုယ်လုံးဝလှုပ်လို့မရတော့အေးဆက်ပြီးလေးလံနေတာသူ့ရှေ့ကဂျမာဆိုးကိုငင်ပြီးလက်ခံရုံကိုလွယ်လို့ဘာမှမတတ်နိုင်တော့ဘူးအဲ့ဒီနေရာလေးဝယ်တဲ့ဖြစ်စဉ်ကအရန်ကိုစနစ်ကျပြီးကြောက်စရာကောင်းတယ်အဆင့်ဆင့်ဖြစ်သွားတာပထမအဆင့်သူ့ခန္ဓာကိုယ်လုံးဝလှုပ်မရတော့ဘူးဒုတိယအဆင့်သူ့ရဲ့အသားတွေကတဖြည်းဖြည်းအရိပ်လိုမီးမောင်လာတယ်ပြီးတော့တတိယအဆင့်မှာနေရာတဲကိုစုပ်ယူခံလိုက်ရပြီးနေရာဘောကပုံရိပ်တစ်ခုဖြစ်သွားရောအဲ့ဒီအချိန်မှာပဲစတုထအဆင့်နေရာဘောကအရိပ်ကသွေးသားတွေနဲ့ပြည့်လာပြီးလူရုပ်ပေါက်လာတယ်နောက်ဆုံးအဆင့်အဲ့ဒီလူဖြစ်လာတဲ့အရိပ်ကနေရန်ကနေသူ့ကိုသူခွာချလိုက်ပြီးလူသားတယောက်အဖြစ်အပိဓာထွင်ပြောင်းသွားတာပဲဒါပါပဲအသွင်ပြောင်းလဲခြင်းပြီးဆုံးသွားပြီတန်းစော်ဆိုတာမရှိတော့ဘူးအခုတစ်ချိန်ကအရိပ်ဖြစ်ခဲ့တဲ့အိတ်တတော်ကလေတန်းစော်ရဲ့အဝတ်စားတွေကိုအေးအေးဆေးဆေးပဲကောက်ဝစ်လိုက်တယ်ပြီးတော့နေရန်မှာပိတ်မိနေတဲ့တန်းစော်အစ်စ်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲဘာမှမဖြစ်ခဲ့တယ်လို့အခန်းထဲကနေရှောက်ထပ်သွားတယ်အခုဆိုရင်သူကလူလောကထဲမှာတန်းစော်အဖြစ်နေထိုင်သွားတော့မှာဆိုတော့ဇလန်ကတော့ဒီမှာပဲပြီးသွားပြီဒါပေမဲ့မိခွန်းတစ်ခုတော့ကျန်နေခဲ့တဲ့အခုဘသူကရေးစီလဲနိုင်ရမော်မှာပုံကြီးတစ်ခုဖြစ်ပိတ်မိနေတဲ့တန်းစော်လားဒါမှမဟုတ်သူ့ဘွားကိုလူယူပြီးလူယောင်းဆောင်နေတဲ့အကောင်လားနောက်ဆုံးတော့ကိုရီးယားချီရင်မှာအမြဲရှိနေတဲ့အရေးတွေမှာကိုပိုင်အသိစိတ်မရှိဘူးလို့ဘသူကများရေးကြီးပြောနိုင်ပါလဲ